ဒီအကြောင်းအရာလေးတွေကိုစပြီးလေ့လာကြည့်လိုက်ရအောင်ဒီကနေ့ရှင်းပြပေးမယ့်အစီအစဉ်လေးမှာအိတ်ဆက်အနာယူခြင်းဆိုတာရွေးချယ်စရာဇင်ခံပစ္စည်းတစ်ခုလုံးဝမဟုတ်ပဲအသက်ရှင်တန်ရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ဇီဝဗေဒဆိုင်ရာလိုအပ်ချက်တစ်ခုဖြစ်ကြောင်းအရင်အမြင့်အချက်လက်တွေကိုအခြေခံပြီးပြောပြပေးသွားမှာပါတကယ်တော့လူတွေဟာနေ့စဉ်ဘဝရဲ့လုပ်ငန်းဆောင်တာတွေမှာနေမှုနေတတ်ကြပြီးအဲ့ချိန်ကိုရှော့ချဖို့ဝင်မလေးတတ်ကြပါဘူးဒါပေမဲ့ကျွန်တော်တို့ခန္ဓာကိုယ်နဲ့ဥနောက်အတွင်းမှာညဘက်အိပ်ပျော်နေချိန်တိုင်းအင်မတန်အရေးကြီးတဲ့ဖြူဖြူမွမ်းမမှုတွေနဲ့တန့်ရှင်ရေးလုပ်ငန်းစဉ်တွေအလုပ်လုပ်နေတယ်ဆိုတာကိုသိပ္ပံပညာရှင်တွေကရှာဖွေတွေ့ရှိထားတာဖြစ်ပါတယ်။အကယ်၍ဒီလုပ်ငန်းစဉ်တွေသာရပ်တန့်သွားရင်ဘာတွေဖြစ်လာမလဲ။တကယ်ကိုအသက်အန္တရာယ်ရှိတဲ့နောက်ဆက်တွဲပြဿနာတွေကိုအခုပဲအသေးစိတ်လေ့လာကြည့်လိုက်ကြရအောင်။အပိုင်း1နိုးကြားနေခြင်းရင်ကန့်သက်ချက်များလူခန္ဓာကိုယ်ဟာအိပ်ဆက်ခြင်းမရှိဘဲဘလောက်အထိခံနိုင်ရရှိတယ်လဲဆိုတာကိုကြည့်ကြရအောင်။အိပ်ဆက်ခြင်းမရှိဘဲခန္ဓာကိုယ်ကိုဘလောက်ထိတွန်းအားပေးခိုင်းစင်နိုင်မလဲဆိုတာကိုနားလည်နိုင်ဖို့1965ခုနှစ်ကတော်တော်လေးနာမည်ကြီးခဲ့တဲ့စမ်းသပ်မှုတစ်ခုကိုပြန်သွားကြည့်အောင်။စဉ်းစားကြည့်နော်အသက်19နှစ်အရွယ်ရန်ဒီဂါဒနာဆိုတဲ့ကျောင်းသားလေးဟာအံ့ဩစရာကောင်းလောက်အောင်264နာရီဟုတ်ပါတယ်17ရက်တိတိမအိပ်ဘဲနေပြခဲ့တာပါ။သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကြားစင်မှုကအင်မတန်ကိုလေးမြန်ပါတယ်။ဒုတိယနေ့မှာတင်သူ့ရဲ့မျက်စိတွေကအာယုံဆူဆိုင်နိုင်စွမ်းရက်တန့်သွားခဲ့ပြီးအရာဝတ္ထုတီကိုစမ်းသပ်ကြည့်တွေ့ရခွဲခြားတာတွေမလုံးနိုင်တော့ပါဘူး။ဒုတိယနေ့မှာတော့စိတ်အပြောင်းလဲအလမြန်လာပြီးကိုလက်လိုရှောင်းမှုတွေကိုမထိန်ချုံနိုင်တော့ပါဘူး။စမ်းသပ်မှုရဲ့နောက်ဆုံးနေ့ဖြစ်တဲ့17ရက်မြောက်နေ့မှာတော့မှတ်မြန်ပြီးချိုးယွင်းလာပြီးစိတ်ကစင်းကလေးအဖိကစိတ်ချောချမှုတွေပါကြုံတွေ့လာရပါတော့တယ်။ရန်ဒီဂါဒနာဟာကံကောင်းထောက်မစွာနဲ့ရေရွှေစိုးကြိုးမရှိပေဖျားလဲကောင်းမွန်လာခဲ့ပြီးမြတခြားလူတွေအတွက်တော့ဒီလိုအရေးပြတ်မှုကကံကောင်းခြင်းမှကံကောင်းမှာပါ။ဟော်မုန်းညီမြမှုတွေဖြာနာမှုတွေကနေအဆိုးဆုံးအခြေအနေမှာတည်ဆုံးတဲ့ခိဖြစ်နိုင်ပါတယ်။ကဲဆက်လက်ပြီးအပိုင်းနှစ်ကိုရောက်လာပါပြီ။အိတ်ဆက်ခြင်းရဲ့တိဆောက်ပုံလူသားတဲ့ရှင်သန်ရေးတဲ့အခြေခံအချက်ကိုသတ်မှတ်ခြင်းလို့ဆိုရမှာပါ။ကျွန်တော်တို့ဘာကြောင့်အိတ်ဆက်ရတယ်လဲဆိုတဲ့အတိအကျအကြောင်းရင်းယူထိပါမီယာကဆက်လက်ရှာဖွေနေစဉ်ဖြစ်ပေမယ့်အိတ်ဆက်ခြင်းဟာမရှိမဖြစ်လို့အပ်တယ်ဆိုတာကိုတော့အသေးချာသိထားပြီးဖြစ်ပါတယ်။ဒါမှဦးရရောက်ပြီးသူတယောက်အတွက်တညကို9နာရီကနေ10နာရီအထိမဖြစ်မနေအိတ်ဆက်ဖို့လိုအပ်ပြီး10ကျော်ထက်တည်းသက်ဆိုရင်10နာရီခွင့်အိတ်ဆက်ဖို့လိုအပ်ပါတယ်။ဒီ9နာရီ10နာရီဆိုတဲ့အိတ်ဆက်ခြင်းလုပ်ငန်းစဉ်အစဉ်စဉ်ကတက်ကက်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။အိတ်ပျော်သွားခြင်းဆိုတာရုတ်တရက်ချက်ချင်းဖြစ်သွားတာမဟုတ်ပဲအစဉ်စဉ်သွားတဲ့လုပ်ငန်းစဉ်တစ်ခုပါ။ပထမအဆင့်မှာခန္ဓာကိုယ်ကပင်မနေပြီဆိုတဲ့အချက်ပြမှုတွေနဲ့ပတ်ဝန်းကျင်ကမောင်မိုက်နေပြီဆိုတဲ့အချက်ပြမှုတွေကိုဦးနောက်စီပူဆောင်ပေးပါတယ်။ဒုတိယအဆင့်အနေနဲ့ adenosine နဲ့ melatonin လိုမျိုးအိတ်ချင်းစိုက်ခုဖြစ်စေတဲ့တာထုပစ္စည်းတွေမြင့်တက်လာပါတယ်။အဲဒီကနေတတိယအဆင့်ဖြစ်တဲ့အနည်းငယ်ငိုက်မြင့်တဲ့အခြေအနေကိုရောက်ရှိသွားပြီးအသက်ရှူနှုံးနဲ့ဟလုံးခုနှုံးတွေနေကွေးလာကကြွတ်သားတွေပြည့်လျော့သွားပါတယ်။အရေးကြီးဆုံးကတော့စတုထအဆင့်ဖြစ်တဲ့ non-REM လို့ခေါ်တဲ့အိတ်ဆက်ခြင်းအဆင့်ပါပဲ။ဒီအခြေမှာခန္ဓာကိုယ်အတွင်းက DNA တွေကိုပြုပြင်မွမ်းမံပေးပြီးနောက်တစ်နေ့အတွက်လိုအပ်တဲ့ခွန်အားတွေကိုအပြည့်အဝပြန်လည်ဖြည့်တင်းပေးတာဖြစ်ပါတယ်။အပိုင်း3အရေးပြခြင်းရဲ့အဆိုးကျိုးဒါဟာနီးစင်ကြုံတွေ့နေရတဲ့ခေတ်သစ်ကဲယောဂါကြီးတစ်ခုဖြစ်နေပါပြီ။အိတ်ဆက်ခြင်းရဲ့ဇီဝဗေဒဆိုင်ရာအလွတ်လွတ်ပုံကိုနားလည်ထားပြီးဆိုတော့ဒီနေ့ခေတ်သစ်လူဖွေစည်းမှာလွန်လောက်တဲ့အိတ်ဆက်မှုမရှိခြင်းဟာသာမန်အဆင်မပြေမှုလေးတစ်ခုလောက်သာမဟုတ်တော့ပဲလူတိုင်းဒီမှာရင်ဆိုင်နေရတဲ့ကြီးမားတဲ့ကျန်းမာရေးပြဿနာတရက်တနည်းအားဖြင့်ကယောဂအခုလိုခြေဖြန့်ဖြစ်ပေါ်နေပြီဆိုတာကိုအလေးနဲ့ထားကြည့်ရှုရမှာဖြစ်ပါတယ်ဒီချက်လက်တွေမှာတကယ်လည်းစိတ်ဝင်စားဖို့ကောင်းတာကတော့အရေးပြတ်မှုရဲ့ပမာဏဘယ်လောက်ကြီးမားသလဲဆိုတာပါပဲအမေရိကန်ပြည်ထောင်စုမှာဆိုရင်အရွယ်ရောက်ပြည်သူတွေရဲ့30%နဲ့စေကျော်သက်တွေရဲ့66%ဟာပုံမှန်အရေးပြတ်နေကြတယ်လို့ခန့်မှန်းထားရပါတယ်။ဒီကိန်းဂဏန်းတွေကအင်မတန်မှကိုများပြားလာပါတယ်။လူမှုအတိုင်းဝိုင်းရဲ့ကြီးမားတဲ့အစိပ်ပိုင်းတစ်ခုလုံးဟာလိုအပ်တဲ့အချိန်မရဘဲနေစဉ်ပေါ်ရုန်းကန်ဖြတ်သန်းနေရတာကိုဒီချက်လက်တွေကထင်ရှားစွာပြသနေပါတယ်။ဒါဟာအရေးမဝလို့နှုံခွင်းနေတာလို့သိမဟုတ်ပါဘူး။အရေးပြည့်ချင်းကနေဖြစ်ပေါ်လာတဲ့ဆိုးရွားလာတဲ့ခန္ဓာကိုယ်ထိခိုက်မှုတွေကတော့သင်ယူနိုင်စွမ်းမှန်ဉဏ်နဲ့စိတ်ခံစားချက်တွေထိခိုက်လာခြင်းပဲဖြစ်ပါတယ်။အေးရေးပေါ်ချင်းဒီမှာတုံ့ပြန်မှုတွေတော်တော်လေးနေကွေးသွားပါတယ်။ထွတ်ပြန်သွေးတိုးခြင်းခန္ဓာကိုယ်ရောင်ရမ်းခြင်းတွေဖြစ်စေနိုင်ပြီးပြင်းထန်ရင်စိတ်ချောက်ချမှုတွေပါဖြစ်လာနိုင်ပါတယ်။ပိုဆိုးလာကရေရှည်အရေးပြည့်ခြင်းဟာစီချိုယောဂအဝေးလွန်ခြင်းတို့နဲ့ပါတန်ရန်ဆက်ဆက်နေတယ်ဆိုတာကိုတွေ့ရပါတယ်။ဒါကြောင့်အရေးပြည့်ခြင်းဆိုတာတာမန်ကိစ္စမဟုတ်ပေအလွန်ပြင်းထန်တဲ့ကျန်းမာရေးအန္တရာယ်တစ်ခုဖြစ်ကြောင်းရှင်းလင်းစွာသက်သေပြနေပါတယ်။ဒီအန်ဒီရဲ့ဘလောက်အထိကြီးမားနိုင်တယ်လဲဆိုတာကိုလက်တွေ့ဘဝကအဖြစ်ပြက်တစ်ခုနဲ့ပြသရရင်2014ခုနှစ်ကမ္ဘာဖလားဘောလုံးပြိုင်ပွဲမှာဘောလုံးပွဲအလွန်ဝါသနာပါတဲ့ပရိသတ်တူဟာပွဲစဉ်တွေကိုကြည့်ရှုဖို့အတွက်48နာရီကြာအောင်မအိပ်ပဲနေခဲ့ပါတယ်။ဝမ်းနည်းစရာကောင်းတာကအဲ့ဒီ48နာရီအပြီးမှာပဲသူဟာရုတ်တရက်လဲဖြစ်ပြီးအသက်ဆုံးရှုံးသွားခဲ့ရပါတယ်။ဒါဟာအရေးပြစ်ခြင်းကနေအသက်အန္တရာယ်အထိဖြစ်စေနိုင်တယ်ဆိုတဲ့တကယ်လက်တွေ့တာရကတစ်ခုပဲဖြစ်ပါတယ်။ပိုပြီးတိကျတဲ့ကိန်းဂဏန်းနဲ့ပြောရရင်တညက်ကို6နာရီထက်ရောနေပြီးအမြဲတမ်းအေးပြတ်နေသူတွေဟာ
ပုံမှန်9နာရီကနေ10နာရီကြီးအိပ်ဆက်တူတဲ့နဲ့နိုင်ရှင်လိုက်ရင်လေးဖြတ်နိုင်ခြင်းအန္တရာယ်ဟာ4.5ဆကြီးမြင့်မားနေတယ်လို့လေ့လာမှုတွေကဖော်ပြနေပါတယ်ဒီ4.5ဆဆိုတဲ့ပမာဏဟာတာမန်လိလူရှူထားလို့ရတဲ့ကိန်းဂဏန်းမဟုတ်ဘူးနော်အိတ်ချင်းကရဲ့အနေကရောသွားတာနဲ့တင်ဒီလောက်ကြီးမားတဲ့ကျန်းမာရေးအန္တရာယ်ကိုဖိတ်ခေါ်နေသလိုဖြစ်နေပါတယ် ဒီချက်ပူပြီးကြောက်စရာကောင်းတဲ့အခြေအနေတစ်ခုရှိသေးတယ်ဒီကဘာပေါ်မှာအိတ်စခွင့်လုံးဝမရရှိတော့တဲ့ရှားပါမျိုးရိုးဗီဇပြုံးလဲမှုယောဂါကိုခံစားနေရသူအနေငယ်တွေလည်းရှိပါသေးတယ်အဲ့ဒီယောဂါကို Fatal Familial Insomnia မျိုးရိုးလိုက်ဒေးစီနိုင်တော့အိမ်မပျော်ယောဂါလို့ခေါ်ပါတယ်ဒီယောဂါခံစားရသူတွေဟာခနာကိုအိတ်ဆက်ချင်းဆိုတဲ့အိတ်ချမ်းနဲ့နားခိုရစီသွားခွင့်မပြုတော့ပဲအိမ်မဆိုးတစ်ခုလိုအစစ်မပြတ်နိုးချနေတဲ့အခြေအနေမှာပိတ်လောင်ထားခံရပါတယ်လာအနေငယ်တို့မို့နဲ့အနေငယ်တွင်းမှာပဲယောဂအခြေအနေပုံမဆူရွမ်းလာပြီးမှညင်ချူယွင်းလာကနောက်ဆုံးမှတည်ဆုံးတဲ့အထိဖြစ်စေပါတယ်တကယ့်ကိုအိမ်မဆိုးပါပဲ ဒီလောက်ကြောင့်မဲ့ဖွယ်ကောင်းတဲ့လက္ခဏာတွေကိုမြင်တွေ့ပြီးတဲ့နောက်မှာမေးစရာမဲခွန်းတစ်ခုရှိလာပါတယ်။အရေးပြစ်ချင်းကဘာကြောင့်ဒီလောက်ကြီးမားတဲ့ဒုက္ခတွေကိုဖြစ်စေတာလဲဆိုတာပါပဲ။အိတ်ဆက်ချင်းမရှိတဲ့အခါခန္ဓာကိုယ်ထဲမှာဘလို့ပြိုကွဲမှုတွေဖြစ်လာတယ်လဲဆိုတဲ့တိပ္ပနိကြအကြောင်းရင်းတွေကိုဆက်ပြီးလေ့လာကြည့်ကြပါမယ် အပိုင်းလေးဦးနောက်ရဲ့တန်ရှင်ရေးအဖွဲ့စီဝါဖေဒဆိုင်ရာသူရဲ့ကောင်ကိုဖော်ထုတ်ရှင် တိပ္ပံပညာရှင်တွေရဲ့တွေ့ရှိချက်အရအရေးပြချင်းရဲ့ဆိုးကျိုးတွေဟာဦးနှုံအတွင်းကဆဲဒီရဲ့စွန့်ပစ်ပစ္စည်းတွေစုပုံလာမှုအပေါ်မှာအခြေခံနေတယ်ဆိုတာကိုတွေ့ရပါတယ်။ဒါဟာဘာနဲ့တူလဲဆိုရင်အမိုက်သိန်းစနစ်ပြည့်ရွှင်နေတဲ့မြို့ကြီးတစ်မြို့နဲ့တူပါတယ်။ဒီလိုအမိုက်သိန်းစနစ်ပြည့်ရွှင်လာတဲ့အခါအဓိကတရားခံဖြစ်တဲ့အဒီနိုဆင်လို့ခေါ်တဲ့ဓာတ်တူပစ္စည်းရဲ့အခန်းကဏ္ဍကိုတွေ့လာရပါတယ်။ကျွန်တော်တို့နိုးချနေချိန်မှာဆဲတွေဟာစွန့်အင်တွေကိုအသုံးပြုကြပြီးအဒီနိုဆင်အပါဝင်စွန့်ပစ်ပစ္စည်းမျိုးကိုထုတ်လုပ်ပါတယ်။ဒီအဒီနိုဆင်တွေဦးနှုံထဲမှာစုပုံလာတာနဲ့အမျှ sleep pressure လို့ခေါ်တဲ့အိတ်ချင်စေဖိအားကိုတိုးလာစေပါတယ်။စကားဆက်လို့ပြောရရင်ကျွန်တော်တို့တောက်သုံးလေးရှိတဲ့ coffee ထဲက caffeine ဓာတ်ဟာဦးနှုံထဲက adenosine လက်ခံတဲ့လမ်းကြောင်းတွေကိုပိတ်ဆို့လိုက်ခြင်းအပြင်အိတ်ချင်စိတ်ကိုခက်တာလက်စားဖယ်ရှားပြီးတာပဲဖြစ်ပါတယ် ဒါကြောင့်အရေးကြီးဆုံးအချက်ကတော့ adenosine ကိုမရှင်းလင်းဘဲထားလိုက်တဲ့အခြေအနေနဲ့ရှင်းလင်းလိုက်တဲ့အခြေအနေနှစ်ခုကိုရှင်းကြည့်ဖို့ပါပဲ adenosine နဲ့တခြားစွန့်ပစ်ပစ္စည်းတွေကိုမရှင်းလင်းဘဲထားလိုက်မယ်ဆိုရင်ဝင်ပြီးနေတော့ဦးနောက်အခြေအနေကိုရောက်သွားပြီးခုနပြောခဲ့တဲ့အေးရေးပြချင်းရဲ့ဆိုးရွားတဲ့လက္ခဏာရပ်တွေဖြစ်ပေါ်လာပါတယ်။ဆက်ကြည့်ဘက်အနေနဲ့ရှင်းလင်းထားသောဦးနောက်မှာတော့အိတ်ဆက်ချင်းအားဖြင့်အစိတ်သင့်စေတဲ့စွန့်ပစ်ပစ္စည်းတွေကိုရှင်းလင်းပေးတဲ့ရန်တရားတွေစတင်အလုပ်လုပ်ပါတယ်။ဒါကြောင့်အိတ်ဆက်ချင်းဟာခန္ဓာကိုယ်အတော်ရွေးချယ်စရာမဟုတ်ဖက်ဇီဝပရိယာရောက်မဖြစ်မနေလှုပ်ဆောင်ရမယ့်တာဝန်တစ်ခုဖြစ်နေလာပါ။ ဦးနောက်အတွင်းမှာဒီလိုရှင်းလင်းရေးတွေကိုဘသူကလှုပ်ဆောင်ပေးသလဲဆိုတော့ glymphatic system လို့ခေါ်တဲ့ရုပ်ခတ်သူတဲ့ကောင်ရန်တရားကလှုပ်ဆောင်ပေးတာပါသူဟာကျွန်တော်တို့အိပ်ပျော်နေချိန်မှာပုံမတက်ကြွစွာအလုပ်လုပ်ပါတယ်ဦးနှောင်းနဲ့ကြိုးရိုးရည် cerebrospinal fluid တွေကိုအသုံးပြုပြီးစက်တွေကြောင့်မှစုပုံနေတဲ့အစိတ်တင်စွန့်ပစ်ပစ္စည်းတွေကိုဖေရှားဆေးကြောပေးပါတယ်မကြသေးမီကမှတစ်ပံပညာရှင်တွေထပ်မံရှာဖွေတွေ့ရှိခဲ့တာကတော့ဦးနှောင်းထဲမှာကိုခန့်အားစက်တွေသွားလာတဲ့သွေးဖြူဦးကျော် lymphatic vessels လေးတွေလည်းရှိနေပြီးသူတို့ကလည်းနေ့စဉ်ဦးနှောင်းရဲ့စွန့်ပစ်ပစ္စည်းတွေကိုရှင်းလင်းကြမှာအများကြီးကူညီပေးနေတယ်ဆိုတာပါပဲဒီတော့ဒီအချက်လက်အရင်အမြစ်ဒီအားလုံးကိုလီလာသုံးသက်ပြီးနောက်မှာအဓိကမသားထားရမယ့်အချက်ကိုဒီကောင်းတို့ချက်မှာအထင်ရှားတွေ့မြင်နိုင်ပါတယ်ကျန်းမာရေးနဲ့စိတ်ကြည်လင်မှုကိုထိန်းသိမ်းခြင်းနဲ့ဆိုရင်အိတ်ဆက်အနာယူခြင်းဟာမရှိမဖြစ်လိုအပ်ပါတယ်သိပ္ပံပညာရှင်တွေဟာအိတ်ဆက်ခြင်းရဲ့နောက်ွယ်ကပြန်လည်မွမ်းမံမှုရန်တရားတွေကိုဆက်လက်လီလာနေဆက်ထူပြီးမယ်လုံလောက်တဲ့အနာယူမှုရရှိခြင်းဟာလူသားတွေရဲ့ခန္ဓာကိုယ်နဲ့စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအတွက်အစားထိုးလို့မရတဲ့တဘာဝတရားရဲ့လက်ဆောင်တစ်ခုဆိုတာကိုအာနုလက်ခံထားပြီးဖြစ်ပါတယ်။ဒီအကြောင်းအရာတွေကိုလေးလာပြီးတဲ့နောက်ညီကုန်းချုပ်အငင်နဲ့စဉ်းစားစရာအမေကွန်းတစ်ခုကိုထားရခဲ့ခြင်းပါတယ်။ကိုယ့်ရဲ့အလုပ်တွေဖြိုဖြေရေးတွေအတွက်အိတ်ချင်ကိုရှော့ချပြီးနိုးချနေခြင်းကကျမအိမ်နဲ့စိတ်ကြည်လင်မှုအတွက်ပေးဆက်ရမယ့်တန်မိုးနဲ့တကယ်ပဲတတ်မှသလား။ဦးနောက်ထဲမှာရှိတဲ့မမြင်ရတဲ့သက်ရှင်ရဲ့ဖွဲ့လေးကိုအလုပ်လုပ်ခွင့်မပေးဘဲပိတ်ပင်ထားတာဟာဘလောက်ထိအန်ဒီရဲ့ကြီးမလေးဆိုတာကိုဒီအချက်လက်တွေကသက်တည်ပြနေပါတယ်။နေ့စဉ်အိတ်စစ်မှုအလေးထားတွေကိုပြန်လည်ဆန်းစစ်ကြည့်ဖို့အချိန်ရောက်ပြီဆိုတာကိုတိုက်တွန်းရင်ဒီစီဇန်လေးကိုအဆုံးသတ်လိုက်ပါတယ်